ဒီဗီဒီယိုလေးမှာတော့ English speaking တိုးတက်ဖို့အတွက်အရေးအကြီးဆုံးအချက်တွေထဲကတစ်ခုကိုမျှဝေပေးချင်ပါတယ်ရှင်။မမျှဝေခင် English စာကို self study လုပ်လို့ကောင်းတဲ့နေရာလေးတစ်ခုကိုလည်းညွှန်ပေးချင်ပါတယ်။ like ခဲ့ကြပါဦးနော်။အဲ့တော့သွားခန့်နီလိုအပ်တာလေးတွေကောက်ကပ်ပြီးတော့အကုန်စုပြီးတော့ထည့်သွားပါတယ်။ခုတော့သွားနေပါပြီ။တယောက်ထဲပါပဲ။အဲ့တော့ English စာလေ့လာလို့ကောင်းတဲ့နေရာလေးတစ်ခုကကြတော့coffee ဆိုင်လေးပဲဖြစ်ပါတယ်။ဘာဖြစ်လို့ coffee ဆိုင်က English စာကို self study တယောက်တည်းလုပ်လို့ကောင်းတဲ့နေရာဖြစ်တာလဲဆိုတော့ကျမသွားချင်တဲ့နေရာဖြစ်နေလို့ပါ။ဟဲစတာပါရှင်။အဲ့တော့ coffee လေးတောက်ပြီးတော့စားလိုက်ကြရအောင်။အဲ့တော့ဒီနေရာမှာ English speaking တိုးတက်ဖို့အရေးအကြီးဆုံးအချက်တွေတွေကတစ်ခုကဘာလဲဆိုတော့အင်္ဂလိပ်စာလေ့လာတဲ့အခါမှာကိုလေ့လာတဲ့အချိန်ရဲ့3ပုံပုံရင်2ပုံကိုအသစ်တွေထပ်မသိမဲနဲ့ကိုလေ့လာပြီးသားကိုပဲပြန်ပြီးတော့လေ့ကျင့်တာပါဆိုလိုချင်တာကကိုကတနေ့ကို2နာရီအင်္ဂလိပ်စာလေ့လာတယ်ဆိုလို့ရှိရင်နိုင်ဝက်ကိုပဲအသစ်တွေထပ်ပြီးလေ့လာပြီးတော့ကျန်တဲ့1နာရီခွဲကိုဟိုးရခင်အရှိရက်တွေကလေ့လာခဲ့တဲ့ဟာတွေကိုပြန်နှွေးမယ်ပြန်ပြီးတော့ onsonance တွေတိစောက်ပြီးတော့စကားပြောကြည့်မယ် apply လုပ်မယ်ကိုယ့်ရဲ့ daily flight မှာထည့်ပြီးတော့အသုံးချမယ်ဆိုလို့ရှိရင်အဲ့ဒီနီလန်းကအင်္ဂလိပ်စာလေ့လာတဲ့နေရာမှာတိုးတက်မှုတအားမြန်ပါတယ်အဲ့တော့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင် daily life မှာပြောနေတဲ့အင်္ဂလိပ်စာအများစုကကိုသိထားပြီးတာတွေများတယ်အဲ့ဒီမှာအသုံးပြုတဲ့ vocabulary တွေ English speaking patterns တွေဒီဟာတွေကကိုနဲ့ရင်းနှီးပြီးသားတွေများတယ်ဘာဖြစ်လို့တိုးတက်မှုကိုနှေးနေတယ်လို့ထင်ရတာလဲဆိုလို့ရှိရင်ထိတွေ့မှုနည်းလို့အလေးအကျင့်နည်းလို့ပြောမထွက်ကြတာလေအဲ့တော့ဒီနီလန်းလေးကိုလေ့လာပြီးသမျှကိုပြန်ပြီးတော့စက်တိုက်လေ့ကျင့်မှများလာလို့ရှိရင်ကိုကရင်းနှီးပြီးတော့ပို့ပြီးတော့အင်္ဂလိပ်စာကို speaking ဘိုင်းမှာပို့ပြီးတော့တိုးတက်တယ်ပေါ့နော်ဒါပေမဲ့ဥပမာ English exam ဖြေဖို့လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ် academic ဘိုင်းနဲ့ပတ်သက်ပြီးတော့လေ့လာနေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုလူတွေကြရင်တော့ချမှတ်ထားတဲ့ academic guidelines တွေအတိုင်းသွားတင်တယ်ပေါ့နော်ချိုးခုမျှဝေပေးတဲ့နီလန်းကကြတော့ English ကပြောတတ်ခြင်းနဲ့ English စာကို self study လုပ်နေတယ်ဆိုတဲ့လူတွေအတွက်တကယ်အကျိုးရှိမယ်လို့ထင်ပါတယ်ကျိုးတော့လည်းအကျိုးရှိခဲ့တယ်ပေါ့နော်ဒီ coffee ဆိုင်မှာကသူကစာအုပ်လေးတွေလည်းထားပေးထားတယ်ဆိုတော့လေအင်္ဂလိပ်စာလေ့လာပြီးတော့စာအုပ်တွေလည်းဖတ်ခဲ့တယ်စာဖတ်ရင်းနဲ့အပြင်ရှုခင်းလေးတွေကိုကြည့်ပြီးတော့မရှိတဲ့ရီးစားလေးကိုလည်းလွမ်းခဲ့တယ်ပေါ့နော်စားရပါရှင်ပျော်ရွှင်စရာပိတ်ရက်လေးဖြစ်ပါစေဘိုင်ဘိုင်